မင်္ဂလာပါဆရာဟုတ်ကဲ့ပါဆရာအခုဆိုရင်ဆွေးနွေးလာမျက်မှောက်ရေးအစီအစဉ်လေးကအပိုင်း49တိရှိလာပါပြီဆရာဒီရက်တစ်ပတ်အတွင်းမှာဆိုရင်လည်းနိုင်ငံတကာမှာဆိုရင်နိုင်ငံကောင်းဆောင်တွေရဲ့လှုပ်ရှားမှုလေးတွေကထူးခြားနေပါတယ်ဆရာဒီအကြောင်းအရာလေးတွေစတင်ပြီးတော့တက်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့အခုလက်ရှိကျွန်တော်တို့ဆွေးနွေးလေးလာမျက်မှောက်ရေးအစီအစဉ်49ကာလကတော့2026ခုနှစ်ဩဂတ်လ18ရက်နေ့ကနေပြီးတော့ဩဂတ်လ24ရက်နေ့တာကာလအတွင်းထူးခြားချက်များဖြစ်ပါတယ်လက်ရှိကာလအတွင်းမှာထူးခြားချက်တွေကတော့အသွင်ဆန်းလာပြီးတော့မှကျွန်တော်တို့ကတောင်းကနေနဲ့ရခိုင်ကလူအစဉ်လာရရှုမြင်ခဲ့တဲ့ပုံစံတွေကနေပြောင်းလဲလာပြီးဖြစ်ပါတယ်အထင်ကြီးကတော့အီရန်နဲ့အမေရိကန်ကိစ္စရပ်မှာစစ်ပွဲရေးရာကိစ္စရပ်တွေရပ်ဆိုင်ပြီးတော့မှ economic D-Day လို့ခေါ်တဲ့စီးပွားရေးဆိုင်ရာအရေးယူပိတ်ဆို့မှုတွေစတင်ခဲ့တဲ့D-Day ဆိုတာကတော့ကျွန်တော်တို့ရရက်လို့ခေါ်ပါတယ်အရေးယူပိတ်ဆို့မှုတွေစတင်ဆောင်ရွက်တဲ့ကာလလို့သတ်မှတ်ပါတယ်သတ်မှတ်ပြီးတော့မှစီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်အလားတူပဲအရှေ့လယ်ပိုင်းဒေသမှာပုံမူပြီးတော့မှအကြောင်းပေါင်းစုံကျွန်တော်တို့စူးစီးလာပါတယ်ဘာကြောင့်လဲဆိုတော့အစ္စရေးနိုင်ငံရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးလက်ဘနွန်နိုင်ငံအတွင်းမှာတူရကီနိုင်ငံရဲ့ဝင်ရောက်လှုပ်ရှားမှုတွေရှိလာပါတယ်အလားတူပဲဆီးရီးယားနိုင်ငံအတွင်းမှာလည်းတူရကီနိုင်ငံရဲ့လှုပ်ရှားမှုတွေပါဝင်လာတာတွေ့ရပါတယ်တစ်ဖက်မှာလည်းပြန်ကြည့်မယ်ဆိုလို့ရှိရင်အရှေ့အလယ်ပိုင်းကိစ္စရမှာပဲတူရကီရဲ့ဆော်ဒီအာရေးဗျရဲ့ပါကစ္စတန်ရဲ့ပေါင်းစည်းမှုကလည်းအဓိပ္ပာယ်များစွာရှိနေပါတယ်ရှိနေတော့ရခိုင်ကတော့ကျွန်တော်တို့ကဒေါ်နယ်ထရမ့်မတိုင်မီဆက်မှာအရှေ့လေပိုင်းမှာအမေရိကန်ပြည်ထောင်စုရဲ့မဟာမိတ်တွေအဓိကအဖြစ်ကျွန်တော်တို့ UAE ကာတာအိုမန်ပြီးလို့ရှိရင်ကျွန်တော်တို့ဆော်ဒီအာရေးဗျစတဲ့နိုင်ငံတွေအတော်များများကကျွန်တော်တို့အမေရိကန်ပြည်ထောင်စုနဲ့ဆက်ဆံရေးအဆင်ပြေတဲ့နိုင်ငံတွေဖြစ်ပါတယ်အရှေ့လေပိုင်းမှာကျွန်တော်တို့အစ္စလာမ်ဘာသာဝင်အများစုဟာကျွန်တော်တို့ဆွန်နီဘာသာဝင်80နဲ့90ရာခိုင်နှုန်းရှိပါတယ်ရှိတော့ဒီဒေသအတွင်းမှာအမေရိကန်ပြည်ထောင်စုရဲ့ကာလတာရှည်ခြေချခဲ့တဲ့ကိစ္စရပ်တွေမှာအချို့သောအီရန်နိုင်ငံနဲ့ဟူသီတပုံတွေကအမေရိကန်ပြည်ထောင်စုနဲ့အဆင်ပြေတဲ့နိုင်ငံတွေကိုတိုက်ခိုက်တာတွေပုံမှုဆောင်ရွက်လာတာတွေရှိလာပါတယ်ရှိလာပြီးတော့တစ်ချိန်တည်းမှာပဲအမေရိကန်ပြည်ထောင်စုကစစ်ရေးရလှုပ်ရှားမှုတွေတဖြည်းဖြည်းကျွန်တော်တို့ရှော့ချပြီးတော့မှစီးပွားရေးရအရေးယူပိတ်ဆို့တာတွေတိုးမြင့်လာပါတယ်တိုးမြင့်လာတော့ကမ္ဘာပေါ်မှာဘာရိပ်ရောင်ဖြစ်လာလဲဆိုတော့ရခိုင်ကအစဉ်လာတွေဟာပုံမှန်တိုင်းတရက်သေးလေနံဓာတ်ထက်တွက်လို့မရဘူးဆိုတဲ့အကြောင်းအရာတွေပေါ်ပေါက်လာပါတယ်အဲ့လိုပေါ်ပေါက်လာတဲ့အချိန်မှာအမေရိကန်ပြည်ထောင်စုရဲ့အကာအကွယ်စောင့်ရှောက်နေပါလာတာနဲ့အမျှအခြားသောပုဂ္ဂိုလ်တွေရဲ့ဟာလာပါဝင်လာတာတွေစီမံလာတာတွေလေ့လာတွေ့ရှိရပါတယ်အဲ့ဒီအတွက်အခုလက်ရှိမှာအမေရိကန်ပြည်ထောင်စုနဲ့အီရန်နိုင်ငံရဲ့နှစ်နိုင်ငံကြားမှာရှိတဲ့သတ်မှတ်ထားတဲ့ MOU လို့ခေါ်တဲ့ Memorandum of Understanding ပြတ်ပြားသွားပြီးတဲ့နောက်ပိုင်းမှာအမေရိကန်ပြည်ထောင်စုကစီးပွားရေးရအရေးယူပိတ်ဆို့မှုတွေဖြစ်လာပါပြီ။ဒါကလည်းကျွန်တော်တို့အသွင်ဆန်းတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။နောက်တစ်ခုကတော့အခုလက်ရှိကျွန်တော်တို့ရုရှားနဲ့ယူကရိန်းကိစ္စရပ်မှာလည်းရခိုင်ကလူကျွန်တော်တို့ရုရှားယူကရိန်းနှစ်နိုင်ငံကိစ္စရပ်ပဲမဟုတ်ဘဲနဲ့ရုရှားနိုင်ငံအရှေ့လယ်ပိုင်းမှာပါဝင်ပတ်သက်နေတယ်အလားတူပဲယူကရိန်းနိုင်ငံကလည်းအရှေ့လယ်ပိုင်းမှာပါဝင်ပတ်သက်နေတာဖြစ်တဲ့အတွက်ကာလအရာဒေတာကန့်သက်လို့မရပါဘူးနောက်ထပ်ကျွန်တော်တို့အချိန်ယူနေတဲ့ကိစ္စရပ်ကတော့တောင်တရုတ်ပင်လယ်ကိစ္စရပ်ပဲဖြစ်ပါတယ်အဲဒီကိစ္စရမှာလဲအားလုံးသိပြီးသားအတိုင်းပေါ့လေတောင်ကိုရီးယားနဲ့အမေရိကန်ပူးတဲ့ဆေးလေ့ကျင့်မှုတဝက်ရှော့ချလိုက်တဲ့အချိန်မှာတောင်ကိုရီးယားနိုင်ငံကိုတရုတ်နိုင်ငံသားရေးဝန်ကြီးရောက်ရှိခဲ့ပါတယ်ရောက်ရှိခဲ့ပြီးတော့မှတရုတ်နဲ့တောင်ကိုရီးယားဆက်ဆံရေးတိုးမြင့်တယ်ဒေါ်နယ်ထရန့်ကမြောက်ကိုရီးယားခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးမဲ့အရေးအကြောင်းပြသတယ်တစ်ချိန်တည်းမှာပဲမထင်မှတ်တဲ့အရာတစ်ခုဖြစ်မြောက်ကိုရီးယားနိုင်ငံဟာ ballistic missile စမ်းသပ်ခဲ့တဲ့ဖြစ်စဉ်တွေဖြစ်လာပါတယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ Asia Pacific ဒေသတွင်းမှာဂျပန်နိုင်ငံရဲ့ကာကွယ်ရေးဆိုင်ရာစွမ်းရည်ကိုကျွန်တော်တို့short တွက်လို့များတဲ့အနေအထားလေးတွေရှိလာပါတယ်။ဘာကြောင့်လဲဆိုတော့တရုတ်နိုင်ငံရဲ့ထုတ်ဖော်ပြောကြားချက်တွေအရတော့ဂျပန်နိုင်ငံမှာကျွန်တော်တို့နျူကလ িয়ার ဘုံထုတ်လုပ်နိုင်တဲ့ပစ္စည်းတွေအလုံးလောက်ရှိနေတယ်ဆိုတာထုတ်ဖော်ပြောကြားလာပါပြီ။အဲဒီတော့ကမ္ဘာပေါ်မှာလက်ရှိအနေအထားများအရတော့ရုရှားနဲ့ယူကရိန်းကိစ္စရပ်အရှေ့လယ်ပိုင်းကိစ္စရပ်မှာလည်းကျွန်တော်တို့ပုံမူကျပြန့်လာပါတယ်။စစ်ရေးရတိုက်ခိုက်မှုတွေရောပါသွားတော့လဲဒီပဋိပက္ခဟာအေး
ချမ်းချမ်းနဲ့ငြိမ်းငြိမ်းချမ်းချမ်းကြည်အေးသွားတဲ့အရာမဟုတ်သေးပါဘူးထပ်မံပြီးတော့မှကြဲရိုက်ခတ်လာနိုင်ွယ်ရာအကြောင်းများရှိကြောင်းပြောကြားလိုပါတယ်အလားတူပဲအခုကျွန်တော်တို့ရုရှားပြည်ထောင်စုကရုရှားဖက်ဒရေးရှင်းကနေပြီးတော့မှအီရန်နိုင်ငံကိုလက်နက်ထောက်ပံ့နေတဲ့လမ်းကြောင်းတစ်ခုကိုထုတ်ပေါ်ပြောကြားလာပါတယ်ရုရှားနိုင်ငံကနေတဆင့်ကက်စပီယန်ပင်လယ်ကနေတဆင့်အီရန်နိုင်ငံကိုလျှို့ဝှက်ရေကြောင်းကနေတဆင့်လက်နက်ခဲယမ်းတွေပေးပို့နေတာလေးတွေကြားသိနေရပါတယ်အလားတူပဲတရုတ်နိုင်ငံကလည်းကျွန်တော်တို့အီရန်နိုင်ငံကိုလက်နက်ခဲယမ်းတွေထောက်ပံ့ပေးနေတာဖြစ်တဲ့အတွက်ဒီပဋိပက္ခဟာကျွန်တော်တို့ငြိမ်းရေးသွားပွဲမရှိသေးဘဲနဲ့နီလန်းပေါင်းစုံနဲ့အားပြိုင်မှုတွေပေါ်ထွက်လာအောင်မှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့လက်ရှိကာလအတွင်းမှာရှိတဲ့ရေပူရအခြေအနေပဲဖြစ်ပါတယ်နိုင်ငံတစ်ခုချင်းအလိုက်ကျွန်တော်တို့လှုပ်ရှားမှုလေးတွေကတော့ဩဂတ်စ်လ18ရက်နေ့မှာအမေရိကန်ပြည်ထောင်စုကဟော့မော့စ်ရေလက်ကြားကိုသူတို့ရဲ့ပိုင်တဲ့နေမြေဖြစ်ထုတ်ပြန်ကြေညာမယ်ဆိုပြီးတော့မှကျွန်တော်တို့စကားဦးတန်းခဲ့ပါတယ်ဩဂတ်စ်လ19ရက်နေ့မှာတော့တရုတ်နိုင်ငံသားရေးဝန်ကြီးကတောင်ကိုရီးယားနိုင်ငံကိုရောက်ရှိပြီးတော့မှနှစ်နိုင်ငံတိုးတက်မှုတွေလှုပ်လာတယ်ပူးပေါင်းဆောင်မှုတိုးမြှင့်ဆောင်ရွက်နေတာရှိပါတယ်အီရန်နိုင်ငံကအာရပ်စော်ဘွားများပြည်ထောင်စုကိုတိုက်ခိုက်လာပါတယ်အလားတူပဲထိုင်းဝန်ကြီးချုပ်ကအနုတင်ကဩစတြေးလျနိုင်ငံနဲ့နယူးဇီလန်နိုင်ငံကိုအလဲပတ်သွားရောက်ခဲ့ပါတယ်အစ္စရေးနိုင်ငံကတော့ကျွန်တော်တို့ဆီးရီးယားနိုင်ငံအတွင်းမှာလျှို့ဝှက်ဆောင်ရွက်နေတဲ့ကျွန်တော်တို့ရခိုင်ကနျူကလ িয়ার အစီအစဉ်လျှို့ဝှက်ဆောင်ရွက်ခဲ့တဲ့အစာအုပ်ဒေတာကိုကျွန်တော်တို့ဖော်ထုတ်ခဲ့တာဖြစ်တဲ့အတွက် IAEA လို့ခေါ်တဲ့ International Atomic Agency ပေါ့ Atomic Agency ကနေတွားရောက်စစ်ဆေးလေးရရှိနေပါတယ်အဲ့အတွက်အခုလက်ရှိဖြစ်စဉ်ပြည့်အရာဆီးရီးယားနိုင်ငံကလည်းနျူကလ িয়ার လက်နက်အစီအစဉ်ကိုလျှို့ဝှက်ဆောင်ရွက်ခဲ့တယ်လို့လေ့လာသိရှိရပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီကိတင်ပြခဲ့ဥပါပြီယူကရိန်းနိုင်ငံမှာယာဒူကနေထုတ်ပယ်ခံရတဲ့ကာဝယ်ရေးဝန်ကြီးကနေပြီးတော့ရွေးကောက်ပွဲလုပ်ပေးဖို့ကျွန်တော်တို့တောင်းဆိုလာတာလေးရှိပါတယ်အခုလက်ရှိယူကရိန်းသမ္မတဇယ်လန်စကီကသတ်မှတ်တဲ့ရွေးကောက်ပွဲကာလကျော်လွန်တဲ့အထိတာဝန်ထမ်းဆောင်နေစေဖြစ်ပြီးနိုင်ငံတွင်းမှာရွေးကောက်ပွဲဆောင်ရွက်ပေးနိုင်သေးခြင်းမရှိကြောင်းလေ့လာသိရှိရပါတယ်နောက်တစ်ခုကတော့ထူးဆန်းတာလေးတစ်ခုပေါ့လေကျွန်တော်တို့သတိပြုရင်တော့သိရှိနိုင်ပါတယ်ရုရှားသမ္မတပူတင်ကကျွန်တော်တို့ရုရှားနဲ့ဂျပန်နှစ်နိုင်ငံအငင်းပွားနေတဲ့ Kuri Island ကိုအလည်ပတ်သွားရောက်ပါတယ်အလည်ပတ်သွားရောက်ပြီးတော့မှဒီကျွန်းကရုရှားနိုင်ငံပိုင်ဆိုင်တဲ့ဆိုတဲ့အရေးအယောင်တွေပြသခဲ့ပါတယ်အဲ့လိုပြသပြီးတဲ့အချိန်မှာဂျပန်ဝန်ကြီးချုပ်ဆန်နက်တာကာရှိရဲ့စံချိန်ကန့်ကွက်မှုများကျွန်တော်တို့ပေါ်ပေါက်လာပါတယ်အဲ့တော့ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာရုရှားနဲ့ဂျပန်တိုက်ပွဲတွေဖြစ်ခဲ့တယ်စစ်ပွဲတွေဖြစ်ခဲ့တယ်ဂျပန်နိုင်ငံနိုင်ရရှိတဲ့ဒေသတွေကိုအခုလက်ရှိကျွန်းတွေကိုပိုင်ဆိုင်မှုအငြင်းပွားနေစေဖြစ်ပါတယ်ဆိုလိုတာကတော့အရှေ့တရုတ်ပင်လယ်မှာအရှေ့အာရှမှာဒီလိုကျွန်တော်တို့နိုင်ငံရေးအရဆွပေးတဲ့ဖြစ်စဉ်လေးတစ်ခုဖြစ်လာပါတယ်အဲ့လိုဖြစ်စဉ်ဖြစ်ပြီးမကြာမီမှာပဲကျွန်တော်တို့အိန္ဒိယနိုင်ငံမှာရှိတဲ့အမေရိကန်သံမတ်ကြီးကအိန္ဒိယပါကစ္စတန်နယ်စပ်ဒေသဖြစ်တဲ့ကက်ရှ်မီးယားဒေသကိုသွားပါတယ်သွားပြီးတော့မှအိန္ဒိယနိုင်ငံမှာရှိတဲ့အမေရိကန်သံမတ်ကြီးကဘာပြန်ပြောလဲဆိုတော့ Kashmir ဒေသက Kashmir is the important part of India ပေါ့အိန္ဒိယနိုင်ငံရဲ့အရေးကြီးတဲ့အစိတ်ပိုင်းဖြစ်တယ်ဆိုပြီးတော့မှပြောကြားခဲ့တာလေးတွေကိုကျွန်တော်တို့လေ့လာပွဲသိရှိရပါတယ်ဒီကိစ္စလေးတွေအသေးအဖွဲဆိုပေမဲ့ကမ္ဘာနိုင်ငံရေးမှာအရေးကြီးတဲ့ကိစ္စရပ်တွေဟာတချို့နေရာတွေမှာကျွန်တော်တို့ဒီ Kuri Island ကိစ္စမှာရုရှားကဂျပန်နိုင်ငံကိုဖွာပေးဆွပေးလိုက်တယ်လို့မျိုးပဲကျွန်တော်တို့အမေရိကန်ပြည်ထောင်စုအိန္ဒိယနိုင်ငံမှာအခြေစိုက်တဲ့အိန္ဒိယနိုင်ငံဆိုင်ရာအမေရိကန်သံမတ်ကြီးကလည်းအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံအကြားအငင်းပွားနေတဲ့ကက်ရှ်မီးယားဒေသကိုသွားပြီးတော့မှကက်ရှ်မီးယားဒေသကအိန္ဒိယနိုင်ငံရဲ့ပိုင်နယ်ဖြစ်တယ်ဆိုပြီးတော့မှဖွာပေးဆွပေးတဲ့နိုင်ငံရေးဖြစ်စဉ်လေးတွေသိရှိရပါတယ်အဲ့တော့မတည်ငြိမ်ဖြစ်နေတာတွေကတော့နေပေါင်းစုံနဲ့အခြေအနေတစ်ခုစီကိုလှုပ်ရှားနေကြတာဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့အာရှပစိဖိတ်ဒေသမှာတရုတ်နိုင်ငံသားရေးဝန်ကြီးနဲ့တရုတ်ကာကွယ်ရေးဝန်ကြီးကအင်ဒိုနီးရှားနိုင်ငံကိုလက်ပတ်တော်ရောက်ခဲ့ပြီးတော့မှ 2+2 meeting ပေါ့လေတရုတ်နိုင်ငံကနိုင်ငံသားရေးဝန်ကြီးနဲ့ကာကွယ်ရေးဝန်ကြီးဟာအင်ဒိုနီးရှားနိုင်ငံကနိုင်ငံသားရေးဝန်ကြီးနဲ့ကာကွယ်ရေးဝန်ကြီးပါဝင်တဲ့ဆွေးနွေးပွဲလုပ်ပြီးတော့နိုင်ငံရေးစစ်ရေးစီးပွားရေးနဲ့
အခြားသောစွမ်းရည်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုတွေဆောင်ရွက်လာတာလေးတွေရှိပါတယ်ရှိတော့ကျွန်တော်တို့ကတရုတ်နိုင်ငံရဲ့ Dantes Line ကိစ္စရပ်နဲ့ဆက်လင်းပြီးအင်ဒိုနီးရှားနိုင်ငံကမည်သို့သဘောထားပါသလဲဆိုတဲ့မိကုန်းတွေလည်းပေါ်ပေါက်လာနိုင်ပွဲရှိပါတယ်ဒါကတော့လက်ရှိအခြေအနေများအရကျွန်တော်တို့ကမ္ဘာဖြစ်စဉ်ဖြစ်ရထူးခြားတဲ့ဖြစ်စဉ်ဖြစ်ရများဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာခုနတင်ဆက်တာထဲရပါတော့2+2တွဲဆုံမှုဆိုတဲ့အကြောင်းအရာလေးအဆင့်ဝင်စားဖို့ကောင်းပါတယ်ဆရာအဲ့ဒါလေးကိုကြည့်ချိတ်ပြီးရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့2+2ကတော့နိုင်ငံတစ်နိုင်ငံကဝင်ကြီး2ပါးနဲ့အခြားနိုင်ငံကဝင်ကြီး2ပါးတွဲဆုံဆွေးနွေးတဲ့ဆွေးနွေးပွဲကိုပြောတာဖြစ်ပါတယ်တရုတ်နိုင်ငံကနိုင်ငံသားရေးဝင်ကြီးနဲ့ကာဝေးဝင်ကြီးကအင်ဒိုနီးရှားနိုင်ငံကနိုင်ငံသားရေးဝင်ကြီးနဲ့ကာဝေးဝင်ကြီးနှစ်ဦးတွဲဆုံဆွေးနွေးပါတယ်2+2လို့ခေါ်ဆိုကြပါတယ်အဲတော့တရုတ်နိုင်ငံနဲ့အင်ဒိုနီးရှားနိုင်ငံရဲ့အခမ်းကဏ္ဍနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်တို့နိုင်ငံတကာလေးလာသူများကစိတ်ဝင်စားလေးလာလျက်ရှိပါတယ်။ဘာကြောင့်လဲဆိုတော့တရုတ်နိုင်ငံကထုတ်ပြန်ထားတဲ့ Dantes Line လို့ခေါ်တဲ့ဒီကျွန်တော်တို့မြင်းဆယ်မြင်းသတ်မှတ်ချက်ကတကယ်တမ်းပြောမယ်ဆိုတောင်တရုတ်ပင်လယ်ရဲ့90%လောက်ကိုပိုင်ဆိုင်တယ်လို့ပြောထားတဲ့သဘောတဘာဝတွေရှိနေပါတယ်။ရှိနေတော့ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ကျွန်တော်တို့ Brunei ဗီယက်နမ်ဖိလစ်ပိုင်မလေးရှားစတဲ့နိုင်ငံတွေပေါ့လေဘရူနိုင်းလည်းပါတယ်ဟာလာမလေးရှားပါတယ်အချို့နိုင်ငံတွေကဒီ law of the sea ရပင်လယ်ပြင်ဥပဒေအရတချို့နေရာလေးတွေမှာကျွန်တော်တို့လိုအပ်တာတဲ့ပူထားတာတွေဥပဒေရဲ့သတ်မှတ်ထားတဲ့ချက်တွေနဲ့တွားပြီးတော့မှမညီတာတွေတွေ့ရပါတယ်တွေ့ရတော့အခုလက်ရှိအခြေအနေအရရက်ကတော့ရခိုင်တော့ကျွန်တော်လည်းလေးလာသိရှိရတဲ့လောက်ကတော့ဒီ Dantes Line ကိစ္စရပ်နဲ့ပတ်သက်ပြီးတော့အင်ဒိုနီးရှားကလည်းအပြည့်အဝကြည်လည်ပုံမရပါဘူးအင်ဒိုနီးရှားနိုင်ငံတွင်းမှာရှိတဲ့နိုင်ငံရေးသူတေသီတွေနိုင်ငံရေးခေါင်းဆောင်တွေနိုင်ငံရေးသမားတွေအခြားသောရေတပ်နဲ့ပတ်သက်တဲ့ကျွန်တော်တို့ကျွမ်းကျင်တဲ့ပုံကိုယ်တွေကတော့ဒီကိစ္စကိုကြည်လည်ပုံမရပါဘူးအဲဒီတော့ကျွန်တော်တို့ကမေးခွန်းထုတ်ချင်တာကတော့တရုတ်နိုင်ငံနဲ့အင်ဒိုနီးရှားနိုင်ငံရဲ့နိုင်ငံပူးပေါင်းဆောင်ရွက်မှုပါလက်ရှိကမ္ဘာအခြေအနေအချိန်အခါအရအမေရိကန်နဲ့တရုတ်အားပြိုင်မှုမှာအချို့သောအမေရိကန်ပြည်ထောင်စုရဲ့မူဝါဒပြောင်းလဲလာမှုကြောင့်အမေရိကန်ရဲ့ TA အကာအကွယ်ဟာအခြေအနေအချိန်အခါအရအမြဲတမ်းအမခံချက်မရှိတဲ့အတွက်အခြားသောနိုင်ငံတွေနဲ့ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်နေရတယ်လို့ထင်မြင်စပါတယ်အဲဒီအတွက်အင်ဒိုနီးရှားနိုင်ငံက Dantes Line ကိစ္စရပ်နဲ့ပတ်သက်ပြီးတော့မည်သို့သဘောထားရှိပါသလဲဆိုတဲ့အရာကိုတော့ကျွန်တော်တို့ဆက်လက်လေ့လာသွားကြရမှာဖြစ်ပါတယ်အဲဒီအတွက်အခုကဏ္ဍရပ်တွေမှာကျွန်တော်တို့ကာဝေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေစီးပွားရေးတွေစွမ်းရည်တွေကိစ္စရပ်တွေပါဝင်လာတာဖြစ်တဲ့အတွက်စွမ်းရည်နဲ့ပတ်သက်ပြီးဓာတ်ထုတွေနဲ့ပတ်သက်ပြီးတော့မှတရုတ်နိုင်ငံရဲ့အချို့သောတတ်ထုပိုင်းဆိုင်ရာနည်းပညာတွေကျွန်တော်တို့အင်ဒိုနီးရှားနိုင်ငံမှာအသုံးချလာနိုင်ွယ်လည်းရှိပါတယ်။ရေနံနဲ့သဘာဝတန်ငွေတွေလည်းဒုဖော်တဲ့ညမှာအင်ဒိုနီးရှားနိုင်ငံအများများထွက်ရှိတဲ့အတွက်ရေရှည်စီးပွားရေးအတွက်လည်းကျွန်တော်တို့စီမံဆောင်ရွက်တာဖြစ်သလိုကာကွယ်ရေးနဲ့လုံခြုံရေးကိစ္စအတွက်လည်းစီမံဆောင်ရွက်လာမှာဖြစ်ပါတယ်။အဲဒီတော့တစ်ဖက်ကမေးခွန်းလေးကတော့တရုတ်နဲ့အင်ဒိုနီးရှားပူးပေါင်းဆောင်ရွက်တာတွေရှိတဲ့အတွက်အမေရိကန်ပြည်ထောင်စုနဲ့အင်ဒိုနီးရှားနိုင်ငံရဲ့ဆက်ဆံရေးကအနည်းငယ်အိပ်ဆက်သွားမလားမေးခွန်းတွေမေးလာနိုင်မဟုတ်ပါဘူးအခုလက်ရှိအခြေအနေအရကတော့နိုင်ငံတိုင်းကတရုတ်ပြည်နဲ့အဆင်ပြေအောင်ဆက်ဆံသလိုအမေရိကန်ပြည်ထောင်စုနဲ့လည်းဆက်ဆံရေးကောင်းမွန်အောင်ဆောင်ရွက်နေကြဖြစ်တဲ့နိုင်ငံရေးမဟာဗျူဟာတရက်ဖြစ်ကြောင်းလေ့လာသုံးသပ်ရပါတယ်ဟုတ်ကဲ့ပါဆရာဒီထပ်မေးချင်တာလေးပေါ့နော်ဆရာမနေ့ကမှထိုင်းနိုင်ငံမှာဆိုရင်နေရာပေါင်း90လောက်မှာတိုက်ခိုက်မှုတွေကြုံရပါတယ်ဆရာဒီဖြစ်စဉ်လေးရောဘယ်လိုကြောင့်ဖြစ်လာတာလဲသူ့နောက်ကမှဘယ်လိုကြောင့်တရားရှိနိုင်ပါလဲဆရာအခုလက်ရှိကျွန်တော်တို့မကြခင်အတွင်းကထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံ20ကြားမှာရှိတဲ့ပြည်နယ်3ခုမှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုပေါ့လေဒါကတော့ကျွန်တော်တို့အရင်လေ့လာခဲ့မှုတဲ့အချက်လက်များအရတော့